ငါတို့ကအခုအဲ့လေ့လာတဲ့အနေထားမှာမူတည်ပြီးတော့ခင်ဗျားတို့ဆွေးနွေးပွဲလေးတွေစာရင်းဖတ်ပွဲလေးတွေနောက်ပညာပေးတင်ညာလေးတွေ Music Studio. ရှမ်းပြည်နယ်ကိုကန့်ကိုပိုင်ဦးချုပ်ခွင့်ရဒေသအတွင်းစိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများအားရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနပြည်နယ်ဦးစီးမှုညွှန်ကြားရေးမှူးဦးချုနိုင်ထွန်းဒုတိယပြည်နယ်ဦးစီးမှုရုံးလာရှိုးမှဒုတိယညွှန်ကြားရေးမှူးဦးမောင်မောင်အေးနှင့်တာဝန်ရှိသူများသည်ဒီဇင်ဘာလ19ရက်နေ့နံနက်ပိုင်းမှစတင်ပြီးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။ရေဦးစွာပြည်နယ်ဦးစီးမှုနှင့်တာဝန်ရှိသူများသည်ကိုကန့်ကိုပိုင်ဦးချုပ်ခွင့်ရဒေသအတွင်းမှရှိတဲ့လောက်ကင်ကုန်းချမ်းမော်တိုက်ချစ်လျော်မြို့များမှရှိတဲ့ဝန်ထမ်းများနှင့်လောက်ကင်မြို့နယ်နားလီကျေးရွာဘိန်းအစားထိုးဖွံ့ဖြိုးရေးခြံတွင်စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများအားတွေ့ဆုံဆွေးနွေးခဲ့ရာခရိုင်ဦးစီးမှုဦးသိန်းနိုင်ဝင်းနှင့်မြို့ဦးစီးမှုများကမိမိတို့မြို့နယ်အလိုက်စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများအားပြန်လည်ဆွေးနွေးတင်ပြခဲ့ကြောင်းသိရှိရပါတယ်။အဲဒီနောက်အဆိုပါဘိန်းအစားထိုးဖွံ့ဖြိုးရေးခြံအတွင်းစိုက်ပျိုးထားရှိတဲ့ကိုကန့်လက်ဖက်စံပြကွက်ကြံသီးနှံစံပြကွက်နှင့်ကြံသီးနှံမျိုးရှင်ပြိုင်စံသက်ကွက်ပဲရစာမျိုးသက်စံပြကွက်စတော်ဘဲမျိုးသက်စံပြကွက်ကနိုလာစီမုံချင်းမျိုးလေးမျိုးရှင်ပြိုင်စံသက်ကွက်များအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်။အလားတူစိုက်ပျိုးရေးဦးစီးဌာနချစ်လျှော်မြို့ဦးစီးမှုရုံးဝင်အတွင်းစိုက်ပျိုးထားရှိတဲ့ပန်းနန်းစံပြစိုက်ခင်ပဲပုတ်စံပြစိုက်ခင်နှင့်ကြံသီးနှံ6မျိုးမျိုးရှင်ပြိုင်စံသက်ကွက်များအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာအဆိုပါကြံသီးနှံ6မျိုးမျိုးရှင်ပြိုင်စံသက်ကွက်ရိတ်သိမ်းမှတ်တမ်းကောက်ယူမှုအခြေအနေများအားတာဝန်ခံမျိုးဦးစီးမှုကပြန်လည်ရှင်းလင်းတင်ပြခဲ့ကြောင်းသိရှိရပါတယ်။ကျွန်တော်စီတူမောင်ပါ